အခုကနေ့လည်စာစားပါပြီရှင်မေးရတော့ပါရတာမိုက်တယ်ဆိုပြကြတော့အတီးရွက်ကြိုက်တယ်အတုပ်ကြိုက်တယ်အတီးရွက်ဒီအတုပ်တွေကြတော့ပြောမလဲကိုကြိုက်တဲ့ဟာဆိုတော့အထူးကြက်လေတော့ဖြစ်မနေတော့ဘူးပေါ့နော်ဒါတွေကတက်မိုင်းနဲ့လည်းညွတ်တယ်ပြီးတော့ဝိတ်လည်းကြာတာပေါ့နော်ဝိတ်လည်းကြာဝိတ်လည်းမတက်ဘူးပေါ့နော်ဆိုတော့ဒီလိုလေးတွေအခုစားဖြစ်နေပါတယ်Hello. Emily.